စုပြူရင်ရဲ့အကြောင်းကိုပိုင်းနဲ့အနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်စုပြူရဲ့တတ်ထုရည်ကိုတခြားကပြားရည်နဲ့ရော့တော့ခဲ့မယ်ဆိုလို့ရှိရင်တော့အသိတာရဝမ်းယောဂကိုပျောက်ကင်းစေတတ်ပါတယ်စုပြူသည်အခွန်နဲ့ဘာသာကြီးခွန်ကိုပြာချပြီးတော့သွားတိုက်ခဲ့မယ်ဆိုလို့ရှိရင်တော့သွားကြိုက်သွားနာကိုကင်းဝေးစေတတ်ပါတယ်စုပြူပင်ရဲ့အစည်းရည်ကိုတောက်ပေးခဲ့မယ်ဆိုလို့ရှိရင်တော့စာမကြည့်ခြင်းနဲ့ဝမ်းပိုက်ထူအောင်ခြင်းတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်ကရွန်းနဲ့မကောင်းခြင်းနဲ့ရှားပူလောင်ခြင်းတွေအာကွင်းပေါက်ကွဲခြင်းတွေဖြစ်တယ်ဆိုလို့ရှိရင်တော့စူးပြူခောက်အမှုန့်ကိုရင်းနဲ့ချိုပြီးတော့နှုတ်ငုံခြင်းပြုလုပ်ပေးမယ်ဆိုလို့ရှိရင်တော့တက်တာပျောက်ကင်းစေတတ်ပါတယ်စူးပြူစိတ်အမှုန့်ကို3ရက်တိုင်အောင်ပြားရည်နဲ့စားပေးမယ်ဆိုလို့ရှိရင်တော့အယိုးကွဲတဲ့ယောဂကိုတက်တာပျောက်ကင်းစေပြီးတော့အယိုးတွေကိုခိုင်မာစေတတ်ပါတယ်စူးပြူစိတ်ကိုနွားကျင်ငယ်နဲ့တွေးပြီးတော့လိမ့်ပေးမယ်ဆိုလို့ရှိရင်တော့အကျော်တင်းတဲ့ယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်စူးပြူရဲ့လက်တဆုပ်စာကိုတရေအစီတပည့်သားထည့်ပြီးတော့ရေထက်ဝက်ခံပြုတ်မယ်ပြုတ်ပြီးလို့ရှိရင်ညပြုတ်ထားလို့ရှိရင်မနေ့စောစောထတောက်မယ်ဆိုလို့ရှိရင်တော့တိကျအချင်းများတဲ့ယောဂကိုတက်တာပျောက်ကင်းစေတတ်ပါတယ်စူးပြူစီရဲ့တရေပွင့်ရဲ့လက်ပံခောက်ရဲ့တနခါးစီရဲ့အဲ့အရာတွေကိုအမုန်းပြုပြီးတော့နွားနုံနဲ့တောက်မယ်ဆိုလို့ရှိရင်တော့မိရအစင်းလွန်တဲ့ယောဂကိုတက်တာပျောက်ကင်းစေတတ်ပါတယ်လိန်နမင်းယောဂတွေအတွက်ဆိုလို့ရှိရင်တော့စူးပူရွက်ကိုအမုန်းကျိတ်ပြီးတော့လိမ့်ပေးမယ်ဆိုရင်လိန်နမင်းယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်မျက်စိမုံမျက်စိပူဖြစ်တယ်ဆိုလို့ရှိရင်တော့စူးပူရွက်ကိုကျိတ်ပြီးအပြားလုပ်ပြီးတော့မျက်စိကိုအုပ်ပေးမယ်ဆိုလို့ရှိရင်မျက်စိမုံမျက်စိပူတဲ့ဝေဒနာကိုတက်တာပျောက်ကင်းစေတတ်ပါတယ်